ကယ်တော့အုံနှမကောင်းစားလေးအများကြီးကြက်ခဲ့လူအိတ်တဲ့အချိန်ဆိုရင်လည်းမအိတ်ဘူးစားလေးကြက်တယ်တကယ်တော့တကယ်ညံမကောင်းတာဒါပေမဲ့စူးစမ်းမှုကြောင့်ရခဲ့ရအကြောင်းမို့ဒီခြေကနေဆိုမြက်ကွင်းနေလဲညိုလို့နဲ့9 နာရီ10 နာရီထားမယ်ဆိုရင်လည်းည9 နာရီလောက်မှအဲ့လိုအိတ်တယ်သူကတော့ဆွဲမရှုံဆက်ဖြေနေရပဲ နော်မစားရီအများကြီးချက်နိုင်တာဟုတ် အပင်းနဲ့ရင်တော်ခုံခဲ့ရတယ်။အော်မိုင်းရှင်းမှမျက်မှတော့မလား လောက်နေကြိုးစား ။တမီနောက်နှစ်ဆက်ဖြေပါမယ်ရှင်။မမနေရအောင်တမီယူပါမယ်ရှင် ဟုတ်လားကဲ ။အများကြီးဝမ်းတာတယ်။အဲ့လိုအားပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်တယ်ရှင်။မမရေတော်လိုက်တာမိမိပြန်ပြောခဲ့မိတာရှိရင်လည်းတောင်းမှန်နေနော်။ပတ်ဆက်အများကြီးမရှိတဲ့အချိန်ဆိုသူများတွေကဝယ်နိုင်တာအကုန်မဝယ်နိုင်ရင်သူများတွေကလာကြွားရဒါပေမဲ့အဲ့ဒီအချိန်မှာမမအကြွားမခံဘူး မမနာမည်စင်ပေါ်မှာကြားတော့ ဝမ်းလာတယ်ပြောတယ် ပြောတယ်ချမခုံးလား မခုံငါညီမလေးတဲ့ဘာမှအောင်နေစရာမလိုဘူးလေသူတောက်ဆောင်ရင်ဘုတ်တို့ရင်ဆူရအောင်မမဖြေမယ်တဲ့မမရပြင်သူတို့ထက်ကောင်းတဲ့ဟာပဲပေးမယ်တဲ့ သမီးကနောက်နေ့လာပြိုင်မှာ တမီးပြိုင်မှာရှင့် သမီးကဘာလို့လိုချင်ခဲ့ရလဲအဲ့တော့ကွာ တမီးကသူများကောင်းစီကျိုးလက်လာလေးဝယ်ကောင်းစီကျိုးလို့ခြင်းနဲ့သူများအင်ချီလက်လာလေးဝယ်အင်ချီလို့ခြင်းနဲ့ကိုဘေးဖြစ်တော့အဆိုတမီးတို့မိသားစု9ယောက်ရှိရ4ယောက်တော့ကိုဘေးဖြစ်တော့မမတယောက်ပဲမဖြစ်တာ အိမ်အဆင်မပြေတာကြောင့်မလို့ပါရှင်အမေကလည်းစီအောင်တော့ခါကျတော့အမေစီအောင်နေတာပန်းယူပြီးအောင်တာပါရှင် ဘေးကပယံနော် ဟုတ်ကဲ့ပါရှင် မမဆိုတမီးပေါ့မြေတာထားတဲ့တမီးရဆိုးတယ် မမကိုအော်ခဲ့မိတာစိတ်မကောင်းဘူးပေါ့ မကောင်းချစ်မမဆိုတခါမမဆူလို့ရှိရင်ပြန်လုံးကြီးရဲ့မမကိုလုံးကြီးခဲ့တဲ့အတောင်းမှန်နဲ့ ဆွေးရှင်